social media ကိုကြည့်နေရင်စိုးရင်ပူပန်မှုတစ်ခုခုခံစားရတာမျိုးလောက်ဖို့ကင်ပဲတယောက်ယာဒူးတတ်သွားတဲ့အခါ one bite ထဲမှာတမျိုးကြီးခံစားရတာမျိုးဒါမှမဟုတ်ယူရှင်းတဲ့ချီချူးစကားလေးတစ်ခွန်းကြောင့်ပျော်ရွှင်ပြီးတက်ကြွသွားတာမျိုးကြုံဘူးလားကျွန်တော်တို့ဟာဒီခံစားချက်တွေကိုအတ္တတော့မဟုတ်မနာလိုမှုတွေအဖြစ်သတ်မှတ်လေးရှိကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာဒါတွေကပုံမနှက်ဆိုင်ပြီးအခြေခံကြတဲ့စနစ်တစ်ခုစီကလာတဲ့အချက်ပြမှုလေးဖြစ်နေရောကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကျမ်းမာရေးနဲ့အနက်ရှိုင်းဆုံးယုံကြည်ချက်တွေကိုပါချဲ့လည်နေတဲ့မမြင်ရတဲ့ game တစ်ခုသာရှိနေခဲ့ရင်ရောစာရေးစရာ Will Story စာအုပ် The Status Game အရာဆိုရင်တော့အဲ့ဒါကတကယ်ဖြစ်ပျက်နေတဲ့အရာပါပဲစာအုပ်ရဲ့အဓိကအယူအဆကတော့ကျွန်တော်တို့ရဲ့ဘဝတွေကို status လို့ခေါ်တဲ့အရာတစ်ခုကိုရယူလို့စိတ်ကမတိစိတ်ကနေမောင်းနေတယ်ဆိုတာပါပဲဒါဟာငွေချွေးချနာမှုနဲ့ကြော်ကြားမှုကိုစူးစောင်းတာလောက်ပဲမဟုတ်ပါဘူးဒါဟာလူသားတွေရဲ့အုံနောက်ထဲမှာထည့်သွင်းထားတဲ့အခြေခံလိုအပ်ချက်တစ်ခုပါဒီလိုစိတ်ဆန္ဒဖြစ်ပေါ်လာရခြင်းကစင့်ကဲဖြစ်စဉ် evolution ရဲ့မလုံးပေးခြင်းကြောင့်ဖြစ်ပါတယ်တဦးတယောက်ချင်းစီကိုဦးစားပေးတာမျိုးရပ်တန့်ပြီးကိုယ့်ရဲ့အုပ်စုသို့မဟုတ်မျိုးနွယ်စုကိုဦးစားပေးလာစေဖို့ဒီစနစ်ကတွန်းအားပေးခြင်းဖြင့်အုပ်စုလိုက်ပူးပေါင်းဆောင်ရွက်မှုနဲ့ရှင်းတမ်းမှုကိုတည်ကြစေပါတယ်ဒါဟာကျွန်တော်တို့ရဲ့ကျမ်းမာရေးဆက်ဆံရေးနဲ့ငါဘသူလဲဆိုတဲ့ပုံရိပ်တွေကိုပုံဖော်နေတဲ့တိတ်ဆိတ်သောအင်အားစုတစ်ခုဖြစ်ပါတယ် store တင်ပြထားတဲ့အန်အိုးဆရာအကောင်းဆုံးအကြံဉာဏ်တို့ထဲကတစ်ခုကတော့လူသားအုံနောက်ရဲ့အဓိကလှုပ်ဆောင်ချက်ဟာဓမ္မဒိဋ္ဌိကြရဲ့အမှန်တရားကိုရှာဖွေဖို့မဟုတ်ဘူးဆိုတာပါအဲ့ဒီအစားအုံနောက်ခါကျွမ်းကျင်ပိုင်နိုင်တဲ့ပုံမြင်ပြောသူသို့မဟုတ် hero maker ကဦးဖြစ်လှုပ်ဆောင်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ဟာကျွန်တော်တို့ကိုယ်တိုင်ကိုအထူးခြားဆုံးနဲ့အမှန်ကန်ဆုံးနဲ့အကောင်းမြင်စရာအနာဂတ်ရှိသူဇက်လိုက်ကြောဖြစ်ပုံဖော်တဲ့ဇက်လန်းတွေကိုအမြဲတမ်းဖန်တီးနေပါတယ်ဒီလိုသူရဲကောင်းဖန်တီးတဲ့လုပ်ငန်းဟာကျွန်တော်တို့ရဲ့ status ရှာဖွေမှုနဲ့ခွဲခြားလို့မရအောင်ဆက်ဆံနေပါတယ်ကျွန်တော်တို့ကကိုသူရဲကောင်းအဖြစ်ပုံဖော်ထားတဲ့ဇက်လန်းကိုထောက်ခံတဲ့အကြံဉာဏ်တွေကိုအလွယ်အကူလက်ခံပြီးချင်းချောက်တဲ့ညင်းကူမှုတွေကိုတော့ချက်ချင်းပယ်ချတတ်ကြပါတယ်ဉာဏ်ရည်ထက်မြက်မှုဟာဒီဘဲလိုက်မှုကနေကာကွယ်မပေးနိုင်ပါဘူးတကယ်တမ်းဉာဏ်ကောင်းလေလေကိုယုံကြည်တဲ့ဇက်လန်းကိုကာကွယ်ပြောဆိုရမှာပိုကျွမ်းကျင်လေလေထွတ်တတ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာ identity နဲ့ကိုရွေးချယ်ထားတဲ့အုပ်စုထဲကနေရာကိုအားဖိမဲ့ယုံကြည်ချက်တွေကိုတင်းတင်းကြပ်ကြပ်ဖတ်တော့ထားကြခြင်းဖြစ်ပါတယ်ဒီအသည့်တရားကအလွန်အစွမ်းထပ်ပါတယ်ဘာကြောင့်လဲဆိုတော့ငါတို့ဟာစင်ကျင်တုံတရားနဲ့ပြည့်စုံသူတွေပါဆိုရဲကိုအထင်ကြီးမှုကိုစိန်ခေါ်လိုက်လို့ပါပဲဒီနေ့ခေတ်ကဘာကြီးမှာမတူညီတဲ့အုပ်စုတွေကလူတွေဟာတူညီတဲ့အချက်လက်တွေကိုကြည့်ပြီးလုံးဝကွဲပြားတဲ့ကောက်ချက်တွေချကြတာကိုစီသူတို့သာလျှင်တရေကောင်းဆန်ဆန်မှန်ကန်တယ်လို့ယုံကြည်နေကြတာဘာကြောင့်လဲဆိုတာကိုရှင်းပြပေးနိုင်ပါတယ်လူမှုအဆင့်တန်းနှိမ့်ကြခြင်းကတင့်ကိုတကယ်နာကျင်စေနိုင်ပါတယ်လူမှုအဆင့်တန်းနဲ့ကျမ်းမာရေးကြားကဆက်ဆက်မှုဟာကျွန်တော်တို့ထင်ထားတာထပ်ပိုပြီးတိုက်ရိုက်ကြပြီးထိတ်လန့်စရာကောင်းပါတယ်။ store ကရှင်းလင်းတဲ့ဆက်ဆက်မှုကိုဖော်ပြထားပါတယ်။လူတစ်ယောက်ရဲ့လူမှုအဆင့်တန်းနှိမ့်ကြတယ်လို့ခံစားလေသူတို့ဟာရုပ်ပိုင်းဆိုင်ရာဖျားနာဟုအခွင့်အလမ်းပိုများလေပါတယ်။ဒီရန်တရားရဲ့အရင်းမြစ်ကကျွန်တော်တို့ရဲ့စင်ကဲဖြစ်စဉ်အတိတ်ကာလမှာရှိပါတယ်။အုံနောက်ကအဆင့်အတန်းနှိမ့်ကြမှုကိုအန်ဒီရရှိပြီးရန်လိုအပ်ပဝန်းကျင်တစ်ခုအဖြစ်အထိပဲကောက်ယူပါတယ်ဒီလိုရေရှည်ဇီဝဗေဒဆိုင်ရာဖြီးစည်းတုံ့ပြန်မှုဟာခန္ဓာကိုယ်ကိုအလွန်ထိခိုက်စေပြီးနှလုံးရောဂါကင်ဆာနဲ့ကိုယ်ကန်အားစနစ်ယိုယွင်းမှုအပါအဝင်ကြီးလေးတဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။အရေးကြီးတာကဒီအကျိုးသက်ရောက်မှုဟာနိုင်ရှင်မှုဆိုတဲ့ relative အပေါ်မှာမူတည်ပါတယ်။အဆင့်အတန်းရုပ်တရက်ကြာဆင်းသွားလာမျိုးတွေမဟုတ်ပဲကိုယ်ပတ်ဝန်းကျင်ကလူတွေအဆင့်အတန်းမြင့်တက်သွားချိန်မှာကိုကြံရစ်ခတ်ပြီးလို့ခံစားရရင်လည်းအန္တရာယ်ရှိပါတယ်ဒါဟာ social media ပေါ်မှာရွေတူတန်းတူတွေအောင်မြင်နေတာကိုမြင်ရတဲ့အခါခံစားရတဲ့ခေတ်သစ်စိုးရင်ပူပန်မှုကိုရှင်းပြပေးပြီးကျန်းမာရေးချင်းချောင်မှုကိုပုံမနှဆိုင်စေပါနဲ့ဒီပိုင်းဆိုင်ရာထိခိုက်မှုကလည်းပြင်းထန်ပါတယ်အစင်တန်းဆုံးရှုံးခြင်းဟာတက်တည်လိုစိတ်ဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းတစ်ခုပါ store ကမကြသေးခင်တာဝန်ပြီးဆုံးလို့အိမ်ပြန်လာတဲ့စစ်သားလေးတွေရဲ့ဥပမာကိုပေးထားပါတယ်သူတို့ဟာရုတ်တရက်ဆိုသလိုသူတို့ရဲ့အုပ်စုသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့အဲ့ဒီကနေရရှိတဲ့အဆင့်အတန်းဒီကိုဆုံးရှုံးလိုက်ရပါတယ်ဒီလိုရုတ်တရက်ကြာဆင်းမှုက
သူတို့ကိုစိတ်ကြမ်းမာရေးအကြက်တဲရီစီတွန်းပို့လိုက်ပါတယ်တက်တဲ့အထောက်ထဲတွေကရှင်းပါတယ်ကျွန်တော်တို့ရဲ့လူမှုအဆင့်တန်းဆိုတာအတ္တကိစ္စတတ်တယ်မဟုတ်ပါဘူး ဒါဟာကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကောင်းမွန်မွန်တာမရှိမဖြစ်အာဟာရတစ်ခုဖြစ်ပါတယ်ဘဝရဲ့ပြိုင်ဆိုင်မှုအားလုံးဟာဂိမ်းအမျိုးအစား၃မျိုးတည်းကတစ်ခုခုသာဖြစ်ပါတယ် လူသားတွေလေးစားမှုရဖို့ပြိုင်ဆိုင်တဲ့မရေမသွေနိုင်တဲ့နီးလိုင်းတွေကိုနားလည်ဖို့အတွက် store ကရိုးရှင်းတဲ့ထိရောက်တဲ့ move route တစ်ခုကိုပေးပါတယ်သူက status ပြိုင်ဆိုင်မှုအားလုံးကိုအခြေခံ game အမျိုးအစား၃မျိုးခွဲခြမ်းထားပါတယ် dominance game အာဏာပြ game ဒါကတော့ရှေးကြဆုံးအဆင့်တန်းပုံစံပါအင်အားအချမ်းဖတ်မှုကြုံယုံစေမှုတို့မဟုတ်ချင်းချုံမှုတွေကနေတဆင့်ရယူတာပါဒါဟာအဆင့်တန်းကိုထိုက်တန်လို့ရောက်တာမျိုးမဟုတ်ပဲအတင်းအဓမ္မရယူခြင်းဖြစ်ပါတယ် virtue game ကိုချင်းတရား game ဒီ game မှာတော့အဆင့်အတန်းကိုကိုချင်းတရားကောင်းမှုအုပ်စုရဲ့စီးကမ်းတွေကိုလိုက်နာမှုအုပ်စုရဲ့တန်ဖိုးထားမှုတွေကိုယုံကြည်မှုအပေါ်မှာမူတည်ပြီးပေးရပါတယ် ဥက္ကမာအဖြစ်ပုံရဟမင်းကြီးဟာ virtue game ရဲ့ superstar တယောက်ပါ success game အောင်မြင်မှု game ဒီနေရာမှာတော့အရေးအသွေးကျွမ်းကျင်မှုပါရမီတို့မဟုတ်အောင်မြင်မှုတွေကိုပြသခြင်းဖြင့်အဆင့်အတန်းရရှိပါတယ်တင်းနစ်မဲ့ Serena Williams လို့ပုဂ္ဂိုလ်မျိုးဟာသူမရဲ့ထက်ထေပြနိုင်တဲ့ထူးကျွင်းမှုတွေကနေအဆင့်အတန်းရရှိပါတယ်ဒါဟာလက်တွေကတန်ဖို့ကိုပြသခြင်းပါဒီ game ၃မျိုးဟာ social media ထက်ပိုပြီးထင်ရှားတဲ့နေရာမရှိပါဘူးကျွန်တော်တို့ရဲ့ news feed တွေမှာရန်ဖိနေတာနဲ့အာနာပြတာကိုချင်းတရားကောင်းတဲ့ချင်ညာပြီးတတဘာကိုတရားစည်းစင်တာယာထူးတို့တာခရီးသွားတာအောင်မြင်မှုတွေကို post တင်ပြီးကြွားဝါတာစသဖြင့်ပေါ့ ဒီမူပေါင်းကရုံသွင်းနိုင်ငံကြီးနဲ့ဘာသာရေးလှုပ်ရှားမှုတွေကနေအွန်လိုင်းညှင်းခုန်မှုတွေနဲ့နိုင်ငံတကာပဋိပက္ခတွေအထိလူသားတွေရဲ့အပြုအမူအားလုံးနှီးပါးကိုကုတ်ဖို့ဖို့မှန်ဘလူးတစ်ခုပေးစွမ်းပါတယ်အဆက်ကွဲခြင်းဆိုတာစိတ်ခံစားမှုများရဲ့နျူကလ িয়ার ပုံပါပဲအဆင့်တန်းရရှိခြင်းကကောင်းမွန်တဲ့ခံစားချက်ကိုပေးပြီးဆုံးရှုံးရခြင်းကဆိုးရွားတဲ့ဆိုပေမဲ့အဆက်ကွဲခြင်း humiliation ကတော့လုံးဝကွဲပြားပါတယ် store ကအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်အဆက်ကွဲခြင်းဆိုတာအဆင့်အတန်းဖယ်ရှားခံရယုံတယ်မဟုတ်ပဲအဲ့ဒီအုပ်စုစီကနေနောက်ထပ်ဘယ်တော့မှအဆင့်အတန်းပြမရနိုင်တော့လောက်အောင်ပြင်းထန်ပြီးအလုံးစုံဖယ်ရှားခံလိုက်ရခြင်းဖြစ်ပါတယ်ဒါဟာလူမှုအတိုင်းဝိုင်းကနေအပီးတိုင်ထုတ်တင်ခံရခြင်း social purging ပါပဲလူလိုက်ကြောက်ရွံ့တဲ့အခြေအနေနဲ့စိတ်ခံစားမှုများရဲ့နျူကလ িয়ার ဘုံလိုတင်စားထားတဲ့အဆက်ကွဲခြင်းဟာအကြမ်းဖက်မှုနဲ့အန္တရာယ်ရှိတဲ့ဆက်ဆံမှုရှိနေပါတယ်တချို့လူတွေအတွက်တော့အလုံးစုံပျက်စီးသွားသောကိုယ်တန်ဖိုးကိုပြန်လည်တည်ဆော့ဖို့တခုတည်းသောနီလန်းကကလဲစားချေခြင်းဖြစ်လာပါတယ်အာနာပြ game အခြေခံတဲ့အကြမ်းဖက်မှု dominance based violence ကိုကျူးလွန်ခြင်းအပြင်သူတို့ကိုညှင်းပယ်ခဲ့တဲ့အုပ်စုကိုအာယုံစိုက်လာအောင်အတင်းအကြားဖိအားပေးပြီးလွဲမှားသောနီလန်းနဲ့အဆွင့်အတန်းကိုပြန်လည်ရယူကြပါတယ်ဒါဟာအစွန်းရက်လူရက်တဲ့နောက်ွယ်မှာတွန်းအားကိုနားလည်ဖို့အရေးကြီးတဲ့သဘောတရားဖြစ်ပါတယ်လူအစုလိုက်အပြုံထန်တပ်ဖြတ်မှုတွေနဲ့အမျိုးသားရေးဝါဒအကြမ်းဖက်မှုတွေရဲ့ဇစ်မြစ်ကိုပြန်လည်သုံးသပ်ကြည့်ရင်ဒါတွေဟာသဘောတရားရေးရတတ်မဟုတ်ပဲပျက်စီးသွားသောကိုယ်တန်ဖိုးကိုအကြမ်းဖက်နည်းနဲ့ပြန်လည်ရယူလိုတဲ့စိတ်ဖြတ်အားငယ်မှုကနေတွန်းအားပေးနေတာဖြစ်ကြောင်းတွေ့ရှိရပါတယ်တင်ဂိမ်းတွေကထွက်လို့မရပါဘူးဒါပေမဲ့ပုံမပန်းနဲ့စွာကစားနိုင်ပါတယ်ဒီ game ရဲ့အစိတ်တောက်ထိနိုင်ကြီးတွေကိုကြည့်ရင် status game တွေကနေရိုးရိုးလေးထွက်လိုက်လို့မရဘူးလား store ရဲ့အဆိုအရာတော့အဖြေကမရပါဒီတွန်းအားကကျွန်တော်တို့ဦးနောက်ထဲမှာအသေးတက်ဆင်ထားပြီးသားပါအတ္တကိုရှော့ချဖို့ကြိုးစားတဲ့တရားထိုင်သူတွေတော့မှမရည်ရွယ်ပဲဝိညာဉ်ရေးရာတာလွန်မှုအပေါ်အခြေခံတဲ့ virtue game အသစ်တစ်ခုကိုဖန်တီးမိတတ်ကြပါတယ်ဒါဆိုထွက်လို့မရရင်ဘလို့ကျန်းလက်မမကစားကြမလဲအဓိကနီးဗျူဟာကတော့ game အဆင့်ဆင့်ကိုကစားဖို့ပါပဲဒါဟာစိတ်ဝင်စားမှုတွေကိုဖြန့်ခွေးထားရောင်လည်းမဟုတ်ပါဘူးကိုယ့်ရဲ့အဓိကကြိုးပမ်းအားထုတ်မှုကိုအဓိက game တစ်ခုဖြစ်နိုင်ရင် success game မှာအာရုံစိုက်ထားပြီးတစ်ချိန်တည်းမှာပဲတခြားသောလောင်းချင်းလေးလေး game အများပြားကိုကစားထားခြင်းဖြင့်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက်အကအကွယ်ယူထားဖို့ဆိုလိုတာပါကျွန်တော်တို့ဘဝမှာအုပ်စုအများပြားရဲ့အဖွဲ့အဝင်ဖြစ်လေလေကျွန်တော်တို့ပိုပျော်ရွှင်လေလေနဲ့စိတ်ခံစားမှုပိုတည်ငြိမ်လေလေပါပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာအဆင့်အကျန်းရနိုင်တဲ့အရင်အငိအမျိုးမျိုးရှိနေလို့ပါ။ဒီလိုမဟာဗျူဟာကျချင်းကပ်မှုကကြမ်းကြမ်းဟန်နိုင်စွမ်းကိုတိဆောက်ပေးပါတယ်။
အကယ်၍ကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့တန်ဖိုးတစ်ခုလုံးကိုဂိမ်းတစ်ခုထဲမှာပဲချိတ်ဆက်ထားရင်ကြာရှုံးမှုတော့မဟုတ်ညင်းပယ်ခံမှုကြုံတဲ့အခါအကြီးကျယ်ထိခိုက်နိုင်ပါတယ်။ဒါပေမဲ့ကိုကအားကစားအသင်းတစ်ခုစာဖတ်ဝိုင်းတစ်ခုပရဟိတအဖွဲ့တစ်ခုတော့မဟုတ်ယင်းနီးတဲ့မိသားစုတစ်ခုရဲ့တန်ဖိုးရှိတဲ့အဖွဲ့ဝင်အဖြစ်အနေနဲ့အဆင့်အတန်းရယူထားမယ်ဆိုရင်နေရာတစ်ခုမှာရှုံးနိမ့်မှုကဘဝတစ်ခုလုံးကိုပြိုလဲသွားစေမှာမဟုတ်ပါဘူး။ Store ကနောက်ဆုံးအရေးကြီးတဲ့အကြံဉာဏ်တစ်ခုပေးထားပါတယ်။ Success game ကိုဦးစားပေးပါ Virtual Games တွေကလူမှုစည်းလုံးမှုအတွက်လိုအပ်ပေမဲ့သူတို့ကတန်ရှင်းစင်ကြယ်မှုလုံငဲခြင်း Purity Spirits နဲ့ကိုချင်းတရားဆိုင်ရာတိုက်ခိုက်မှုတွေစီဥတီထွားတတ်ပါတယ်။အရေးချင်းနဲ့ကျွမ်းကျင်မှုအပေါ်အခြေခံတဲ့ Success Games တွေကသာစမ်းသစ်တီထွင်မှုနဲ့လက်တွေ့ကျတဲ့အောင်မြင်မှုတွေကနေတဆင့်ကဘာကြီးကိုတကယ်တမ်းပိုကောင်းအောင်လှုပ်ဆောင်ပေးနေတာပါ သင်ဘယ်လိုကစားမှာလဲ Status game ဆိုတာကျွန်တော်တို့ဘဝရဲ့အခြေခံကြပြီးမမြင်နိုင်တဲ့အင်အားစုတစ်ခုပါသူကပင်ကိုယ်တဘောအရာကောင်းတာလည်းမဟုတ်ဆိုးတာလည်းမဟုတ်ပါဘူးဒါပေမဲ့ရှောင်လွယ်လို့မရပါဘူးသူကကျွန်တော်တို့ရဲ့အကြီးအကျယ်ဆုံးအောင်မြင်မှုတွေကိုတွန်းအားပေးသလိုအဆိုးရွားဆုံးအပြုမှုတွေကိုလည်းလောင်စာဖြည့်ပေးပါတယ်ယဉ်ကျေးမှုတွေကိုတိဆောက်သလိုဖြိုဖျက်ပစ်လာလဲသူပါပဲဒီ game ကိုနားလည်လိုက်တာကအနိုင်ရပြီလို့ဆိုလိုတာမဟုတ်ပါဘူး game ကစားကွက်ကိုမြင်လာရပြီလို့ဆိုလိုတာပါခမ ्या ကစီးမြန်းတွေကိုသဘောပေါက်လာမယ်လောင်းကြီးတွေကိုနားလည်လာမယ်တခြားကစားသမားတွေရဲ့ရွှေ့ကွက်တွေကိုမြင်လာပါလိမ့်မယ်အရေးကြီးတဲ့မိခွန်းကတော့ဒီအသိပညာနဲ့ကိုပါဆက်လုပ်မလဲဆိုတာပါပဲဘဝရဲ့အဓိပ္ပာယ်က game ကိုနိုင်ဖို့မဟုတ်ပါဘူးကစားဖို့ပါကဲအခုခမ ्या မြင်သွားပြီဆိုတော့ဘယ်လိုရွေးချယ်ပြီးကစားမှာလဲ